ဘိုက်ကြီးတဲ့တဲ့ရဲမကသူ့ကိုတစုံတစ်ခုပြောမလို့အနားကိုကတ်လာတယ်ဒါပေမဲ့အနားကိုရောက်မလာဘူးဂိုက်30လောက်ရောက်မှာပဲရှေ့ဆက်မလာရဲပဲတစုံတစ်ခုကိုပြောနေတယ်ပြောတာပြောနေတာအတန်ကလုံးဝမထွက်ဘူးတက်ခိုင်လည်းဘာလို့ရမှန်းမသိဘူးဖြစ်နေတယ်တက်ခိုင်အမိန်ပြန်လိုက်နှုတ်ဖွင့်စီလို့အမိန်ပြန်လိုက်ဆိုပြီးဆရာရဲ့အတန်ကိုနားထဲမှာကြားလိုက်ရတယ်တက်ခိုင်လည်းကဲနှုတ်ဖွင့်စမ်းပြောစရာရှိပြောစမ်းဆိုပြီးပြောလိုက်တော့မှဆရာလေးကဲပါဦးကျမကိုကဲပါဦးဟေးနေဘာဖြစ်တာလဲငါဘာကူညီရမလဲပြောစမ်းဆရာလေးကျမကိုသူတို့ချုပ်ထားတယ်ဒီစရာနားမှာကျမနှလုံးကိုမြုပ်ပြီးတော့ချုပ်ထားတယ်ဆရာလေးတို့ဆရာရှိနေတော့သူတို့မလာရဲဘူးကျမကိုလည်းသူတို့ခိုင်းတယ်ကျမလွတ်ချင်ပြီးကျမကိုသူတို့အခုလာခေါ်ကြတော့မယ်သူတို့နေရာပြောင်းတော့မယ်ဆရာလေးကိုသူတို့မကြောက်ဘူးဆရာလေးရဲ့ကျမကိုကဲပါဦးမင်းကဘလို့ဖြစ်တာလဲကျမကဟိုဘက်300မြောက်မှနေတာပါနေစီလာစီကလေးမမွေးနိုင်မယ်မီတွင်ထဲမှာပဲဆုံးခဲ့တယ်ကျမဆုံးတော့ဘိုက်ထဲကကလေးပါမရှင်တော့ဘူးကျမအလောင်းကိုသူတို့ပြန်ဖော်ပြီးရင်ကိုခွဲလိုက်တယ်ပြီးတော့ကျမနှလုံးကိုထုတ်ပြီးအစီရင်နေစီမံပြီးတော့ကျမကိုခိုင်းစားတာပဲကျမဒီဘွားကလွတ်ချင်ပြီဆရာလေးသူတို့လာနေကြပြီကဲပါဦးတက်ခိုင်လဲချေမကိုင်မိလက်မကိုင်မိဖြစ်သွားတယ်ဘာလို့လုပ်ရမလဲမသိတော့ဘူးတက်ခိုင်အင်းစားမတွေကိုလက်ဖွားနဲ့ရိုက်ပြီးလက်ညှိုးထိတ်နဲ့ဇရက်ပက်လဲစီးချလိုက်သူ့ရဲ့နားထဲမှာဆရာအတန်ကိုကြားလိုက်ရတယ်အဲ့ဒါနဲ့အားတက်ပြီးဆွဲလက်စအင်းကိုလက်ဖွားနဲ့3ချက်ပုတ်ပြီးတော့လက်ညှိုးထိတ်နဲ့ပက်ပက်လဲစီးချလိုက်တယ်အလူလေးလက်ညှိုးတွေကရွှေရောင်အလင်းနှန်းတွေထွက်သွားပါလားအလင်းနှန်းတွေကဇရက်ပက်ပက်လဲဆက်ဝိုင်းပုံတဲ့အနေနဲ့တီးနေပါလားခဏနေတော့လေပြင်းကြီးရုတ်တရက်တိုက်လာတယ်အခုနောက်ကသားမီကတော့ဇရက်အနောက်ဘက်မှာဝင့်နေပြီးအားကိုးတဲ့မျက်နှာလေးတွေနဲ့ဘာဆက်ဖြစ်မလဲကြည့်နေရှာတယ်ဟာကောင်းကင်မှာပြန်လာတဲ့လက်ရာတွေ6កောင်လောက်ရှိလိမ့်မယ်ဇရက်နဲ့မလန်းမကမ်းမှာရှိတဲ့စိတ်မန်းမင်ပေါ်မှာ6កောင်လုံးနားလိုက်တယ်ပြီးတော့အောက်ကိုဖြတ်ကနေခုန်ဆင်းလာတာအောက်ကိုလည်းရောက်ရောအကုန်လုံးလူတွေဖြစ်ကုန်ပါလားတက်ခိုင်လဲဇရက်ထဲကနေအခြေအနေကိုလှမ်းကြည့်နေလိုက်တယ်အခုနောက်ကတားထားတဲ့စီးတွေကညအမောင်မှာရွှေရောင်တဖိတ်ဖိတ်တောက်နေတယ်လက်ဓားတွေကနေလူတွေပြောင်းသွားတဲ့လူအုပ်ထဲမှာယောက်ျားတွေလည်းပါတယ်မိန်းကလေးတွေလည်းပါတယ်အလူလေးအပြူပြန်းရွယ်လေးလည်းပါတယ်ဒါဟာမိသားစုပဲဖြစ်ရမယ်ဆရာလေးကူညီပါဦးကျမကိုဖမ်းတော့မယ်အခုနောက်ကအုပ်စုတွေကအသက်ခက်ကြီးကြီးမိန်းမကဟဲ့ကောင်မထွက်လာစမ်းဇေယျပေါ်ကကောင်မလောက်လီးမလောက်စားနဲ့ဟိုကောင်မကိုထုတ်ပေးစမ်းနောက်မှငါအစိုးမစိုးနဲ့တက်ခိုင်ကအခြေအနေကိုကြည့်နေလိုက်တယ်သူတို့ကစီးဝိုင်းထဲမဝင်မဲအပြင်ကနေအော်နီပုံထောက်ရင်တော့သူတို့မဝင်ရတာဖြစ်လိမ့်မယ်ခမရတို့ဝင်လာလို့ရရင်ဝင်လာလိုက်လေဟိုကလေးမဟုတ်တာမဟုတ်ဘူးကျုပ်ကပါတက်ပြီးတော့နှလုံးထုတ်ယူလိုက်လေခမရတို့ခိုင်းစားသမျှကျုပ်လုပ်ပေးပါမယ်ဒီမလောက်လေးမလောက်စားကောင်လေးကတော့စီးပြင်ကသာကျင်းဝါနေပေမဲ့စီးရဲကိုဝင်မလာရဲဘူးနောက်နေ့ပြန်တွေ့တာပေါ့မင်းပညာကစွမ်းလို့တော့မဟုတ်ဘူးငါတို့ပညာတွေအကုန်မရသေးလို့မနှက်ဖြန်ပညာတောင်းပြီးပြန်လာခဲ့မယ်စောင့်နေ